ဒီတဲ့ပြောဖို့မကြမ်းနဲ့ဘာဖြစ်လို့လူဆိုတာပထဝီသေးသေးအာဘေးဝါရီပထဝီသေးသေးအာဘောဝါရောအပုတ်ကောင်တွေဒုံထောင်နေကြတာအပုတ်ကောင်တွေရုံထောင်နေတာရုံထောင်လေကိုခဏခဏမထောင်နိုင်ဘူးထိတ်တွေလည်းကျိန်းတယ်ဘာလို့ပြောနေကြပါတဲ့လက်တွေပါတွေပြောပါတယ်ပထဝီသေးသောအာဘောဝါရောတပူကြီးလေးလုံးနဲ့ဖွဲ့စည်းထားတာကြီးလေးပါကြီးလေးပါနဲ့ဖွဲ့စည်းထားတာဒါလူဆိုတာဒါအပုတ်ကောင်တွေပဲနော်မင်းသမီးမှုဝါဆိုးမှုဝါဆိုးဆိုတဲ့နာမည်ဖြောက်လိုက်အမည်နာမပြည့်ညတ်တွေဖြောက်လိုက်ဘာကြလဲဓာတ်ရုပ်တော့ကောင်ကြီးဟောတရားတော်နဲ့သိချင်တာပေါ့တရားတော်နဲ့သိဆိုင်တယ်ဓာတ်ကောင်ကြီးငါးပါးလေငါးဘသူလဲဝါဝါတရားတော်နဲ့ကြည့်လိုက်ဓာတ်ကောင်ကြီးဓာတ်ရုပ်ဓာတ်ကောင်ကြီးဟုတ်ကဲ့မင်းသမီးမင်းထိုင်နော်ထိုင်ဘသူထိုင်တာလဲသူထိုင်တာအဲ့ဒါတရားတော်နဲ့ကြည့်အဲ့ဒါဓာတ်ထိုင်တာဓာတ်ထိုင်တာမင်းပြန်ထလားသူခပြန်ထတယ်ဒါဘသူထတာလဲသူထတာဘယ်လာဓာတ်ထတာဒီကောင်ဓာတ်ထတာဟိုဘက်သွားဟုတ်အဲ့ဒါဘသူသွားတာလဲသူသွားတယ်လေတရားတော်နဲ့ကြည့်ရင်ဓာတ်သွားနေတာဒီဘက်ပြန်လာဟိုကောင်းနောက်လိုက်စမ်းဟိုကောင်းနောက်လိုက်အဲ့ဒါဘသူလိုက်နေတာလဲသူလိုက်တယ်တရားတော်နဲ့ကြည့်ဓာတ်လိုက်နေတာအလကားပြောတာပါမင်းသမီးသိကြိုင်ကိုပို့တော့မှာဒါမှုပါဆုံးနော်မင်းသမီးကျွန်တော်လက်ကိုင်းကြည့်တယ်ဟောကိုင်းကြည့်ရမှာဖြစ်တယ်ဘာဖြစ်တရားတော်နဲ့ဘာဖြစ်အားဖြစ်ဘာမှမဖြစ်ဘယ်ဖြစ်မလဲဓာတ်ရုံနဲ့ဓာတ်ကောင်ကိုင်းနေတာလေဒါတရားတော်နဲ့ကြည့်ဓာတ်ရုံနဲ့ဓာတ်ကောင်ကိုင်းနေတာမင်းသမီးကျွန်တော်ထိစမ်းပါထိဘာဖြစ်ဘာဖြစ်မှာလဲတရားတော်လေးဓာတ်ရုံနဲ့ဓာတ်ကောင်ထိနေတာဓာတ်ထိနေတာဒီဘက်လေးဓာတ်ကန်ဓာတ်ကန်ဒီဘက်လေးလားဓာတ်လေးလားတမပြောတော့ငါဓာတ်သဘောလိုက်လို့ရှိရင်ငါထောင်ထဲရောက်တော့ထောက်ကြည့်နေတာအန်ဒီရေမင်္ဂလာပါကွာဆိုတော့တာချီမငွေဆိုပြန်ခေါ်ရင်အော်တာချီထူလေခေါ်တယ်ထူလားအားရပါဒီအပေါက်ပိတ်တာတော့ဘယ်ပေါက်နဲ့ထူရမှာလဲပတ်သက်ရတဲ့အပေါက်ကနေလိုက်ဟေးမင်းပြန်ခေါ်ရင်တာချီထူလိုက်လို့ပြောနေတာဟုတ်ထူလိုက်ပါတော့လားဒီအပေါက်ကိုပိတ်တော့ဘယ်ပေါက်နဲ့ထူရမှာတော့စက္ကန့်60တမိနစ်ကိုကလူမင်းဖြစ်စက္ကန့်60တမိနစ်ကိုကလူမင်းဖြစ်မိနစ်60တနာရီမင်းကခိုင်သိန်းကြီးမိနစ်60တနာရီမင်းကခိုင်သိန်းကြီး24နာရီတိတ်မင်းကဘုံဘုံက24နာရီတိတ်မင်းကဘုံဘုံကကိုရိုက်မှာခုနှစ်ရက်သတိတင်းမင်းရဲ့ကိုပြင်းခုနှစ်ရက်သတိတင်းမင်းရဲ့ကိုပြင်းလေးသတိမှာတလားဘေးဥကထလေးသတိမှာတလားဘေးဥကထတနေ့မှာရက်ပေါင်း365ရက်9နိုင်48မိနစ်46စက္ကန့်မင်းတို့မျိုးကိုငါယူပါဒီမာလီကွာပြန်ခေါ်ရချီဒီကောင်တွေကလည်းစာလေးနေတယ်ဆိုတော့ကိုယ်ကလည်းမသိနေတယ်ဟာသိပြေတာပါကျွန်တော်ဒီမန်းတဲ့သွေးလေးနဲ့ပျော်သည်ကျွန်တော်ဓမ္မလေးကြည့်ဟိုတယ်မှာချက်လို့ခိုင်းအဲ့ဒီရောက်ကြတော့စော်ပါရဲ့မှားသွားတာဟိုတချင်းကစိုးတော့ဆိုတာပဲအတက်ဆိုတာပဲချော်တော့သွားလို့ဓမ္မလေးပြောတယ်ညာကြနေပါဓမ္မလေးသိနေမနဲ့တူနေမလိုက်တာကွယ်မမကားကိုခေါ်တာဖျောက်သူကတော့ဝယ်လူမျိုးမမလည်းဖျောက်စွတ်စွတ်ရေးမင်းတို့သတင်းဆိုငါလည်းသတင်းဆိုငါမမနဲ့တွဲဆိုဖယားမမနဲ့ငါနဲ့ငယ်တွဲဆိုကဲငယ်တွဲဆိုနေတော့ပါဦးဗျာမင်းတို့ဘာဖြစ်လို့လဲကွာမိဘကသတင်းကြော်ရတောင်းတိုင်း200စီပဲနေရတာမိုင်းဘုံက1200စီပြင်နေရလဲထဲမှာနောက်ဆုံးပေါက်သွားတဲ့မိုင်းဘုံကခုပဲရောက်သွားလဲထဲမှာနောက်ဆုံးပေါက်သွားတဲ့မိုင်းဘုံမရောက်ဘူးဒီမိမပေါက်ကြတယ်ပေါက်တော့အရိခါအိုင်နာမသွား
ဘူးစီအောင်မကြခင်ဟိုင်ပိုင်ဖို့မိပြီးသေတော့ အော်ကိတို့ပြောပါခင်ဗျာဟဲ့သူမသိတော့ကိုကြီးဘာဖြစ်နေရတော့ရှင်းသမားဟုတ် အငယ်ပြန်ခွေးယူပြန်နေတာသူ့ငါကြည့်မှာသိရည်တော့ကြာလာကြသိရည်တော့ကြာလာ ဒီလိုပဲဖြစ်သွားတာဒီ သိရည်ကြာလာကြ ဘယ်မှာဖြစ်တာလဲဖြစ်တာမသိအမဖြစ်တာလေဖြစ်တာ အာရိုးရကြည့်ကြည့်ရိုးရကြည့်အာမင်းမင်းရှင်းတောင်ကြီးလေးပါသမီးနာသာလေး ဒီလေးရမှာ ပေါက်ရတယ်ပြောမှာပဲသားကသမီးနာသာလေးငါဘာလို့တော့တရားဟဲ့လို့ စိတ်ထဲဘေးသူဒီတုံကြီးနဲ့တို့ရမိုးလေဝတ်သားတိုင်းနဲ့ထားတာ အဲ့လိုလေးပြန်ဘာလေးပြောတယ်လဲ မင်းကြီးကျွန်တော်ခုတော့ပြောမယ်ကိုဘူးစီကကျွန်တော်တို့ထဲမှာအကြီးဆုံး ဟုတ်လား အကြီးဆုံးတော့ရိုးတမ်းမခေါ်နဲ့ရိုးတမ်းမခေါ်နဲ့ကျွန်တော်ခေါ်ပြ လောက်ပါ ပြလိုက် မှတ်ထားမင်းတို့တွေမှတ်ထားခေါ်ပြမယ်မှတ်ထား ပေါ်ဝါလေးကိုကျွန်တော်လေးခေါ် မှတ်ထား အပေါ်ဟုတ်ပါโอเค မှတ်ထားပြော ခေါင်းပေါ်တင် အကောင်းပေါ်လေးကိုတီးအောင် သိချနိုင်တယ်ကိုဘူးစီထာတရားနာမယ်ရှင်ကကျမပြောတယ်ရှင်အဲ့ကချင်ပြည်နယ်မသွားပါနဲ့ရှင်ကတော့ကိုညိုနေမဟုတ်လားကိုဘူးစီရဲ့ ငါမြန်မလာလို့လည်းငါ့ကိုမလာလို့ကောင်းဖို့ခေါ်ပါပြောနေတော့ဒီကောင်လေးမင်းတို့တွေဘာလို့မင်းကိုကြည့်နေနေဒီမှာတတိယလိုလာပြောတာ ဟောညာပါလေ ဒေါသထွက်လာတယ်သူကြည့်ရင် ဘာဖြစ်လို့လဲ ဘယ်နဲ့အဲ့ဝမ်းသက်တွေမဝင်းနဲ့လို့ပြောတယ်အမြဲတမ်းအဲ့ဒီဝမ်းသက်တွေဝှက်ပြီးထွက်တယ်ဟုတ်တယ်ဘုရားသာလီနာမှာကတဲ့ပွဲတော့လည်းအဲ့လိုပဲအသိန်းကဝမ်းသက်ကြီးဝှက်ထွက်လာတာလေကာလာသားတွေကသူဘီးတဲ့ပုံအောင်ပဲလို့ဂျူရန်နဲ့လိုက်ပေါ်တာမင်းကြည့်ရအောင်ဂျူရန်ရောက်တယ်ဟဲ့ဘယ်ရလဲတော်သေးရပေါ့အဲ့ဒါဘုရားဟောငါးညမဟိုမှာကထင်သွားတာရောမင်းကထင်လဲသွားတော့ဘာပွဲသွားလဲဆိုတော့အသိဝမ်းဆက်ကြီးပဲဝင်သွားတယ်ဟာကထင်လဲရောက်ပြီးဟိုမိုင်းသတိတရုပ်ရဲ့ဟာဒီကောင်မလေးကိုကကြောက်သိနေထွက်တယ်ဟာဆိုပြီးတော့အဲ့မှာဖင်ကိုဒိုင်းနမိုက်တက်ပြီးခွဲတာ ကြောက်ပြောနေလကားကြောက်ပြောနေတူတူမကြောင်တော့သူမပြောတူတူမပြီးခဲ့တဲ့လား အေး မဲအနီရောင်ဝမ်းဆက်လေးနဲ့ အဲ ဖနက်ကလည်းအနီရောင်လေးဒီပါလေးပန်းလေးကလည်းအနီရောင်လေးခြေသေးလက်တယ်ဆိုတော့အနီရောင်လေးမသိစီပန်းတဲ့ဘွဲအနီရောင်လေးတော့ပန့်သားတယ်ဟာရုံးပွင့်နေဗျာဒီပြောစာလိုက်ကြီးရှိမှာသွားရက်တာဗျာပြမနာကာလာသားတွေကစာလိုက်မို့အောင်မလို့ဝိုင်းထည့်တာမြို့ပဲကျန်တော့ ဟာ စာလိုက်တော့မှာဒီလိုအဲ့ဒါတွေပြောနေတယ်ငါနဲ့မိမိနဲ့ဘယ်တော့ပြောရပါမလဲ ကိုကြီး ကျမချမ်းသာကြပါစေဒီဒါအယောင်လေးနဲ့ဒီအယောင်လေးနဲ့ဒီထမိန်ကားလေးဒါလေးဘယ်လောက်ပြရဒါလေးဘယ်လောက်ပြရဒီဟာလေးကဒီလိုဘယ်လောက်ပြရ9000သေးကြီး ဟမ်ဘာဖြစ်လို့လဲ မင်းဒီတောင်ကြီးဘယ်လောက်ပြရ 950 အေးဘောအလိုလုံးကြီး950 အေးပေါ့အဲ့ငါမဟုတ်ရောင်းတာ1000ရောင်းတာငါ950နဲ့ မင်းအစနဲ့သူ့ရဲ့အစနဲ့ကြီးလိုက်တယ် ကြီးလိုက် သူ့ရဲ့အစနဲ့ကြီးလိုက်တယ်သူ့ရဲ့အစနဲ့ကြီးလိုက်တော့မကြီးနဲ့ကြီးလိုက်ကြီးပြီးတော့ထောက်ဆွဲလိုက်သူ့ဟာဆုံးလာဘယ်ဟာမဆုံး သူကကောင်းတာငါဟာအပေါ်တာ ဖွင့်ချင်းလိုက်ကွာ ဆုံးချင်းဆုံးနေမိမဆုံး ဟာ